္ဂလာပါရှင်ဒီနေ့မှာတော့ဗိုက်ကြီးတဲ့လုံလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဟောင်းတဲ့အင်္ဂလိပ်ကိုနဲ့ဝင်ပြီးတော့အင်ဂျီလဲတဲ့နေရာမှာဒီအရှင်ဆိုတဲ့ဟာလေးအရင် chain close ဆိုတဲ့ဟာလေးကိုနှိပ်ပါမယ်နှိပ်ပြီးလို့ရှိရင်ဟိုအပေါ်လုံးကwell ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်တော့ပဲအောင်လေးလို့လည်းလက်ဖောင်းလေးပြပါပြီပြီးရင်တော့ဒီဟာကိုအရှင်ကိုပြလိုက်ပါမယ်ပြီးလို့ရှိရင် hair accessory ဆိုတဲ့ဟာလေးကိုနှိပ်ပါမယ်အဲ့ဟာလေးကိုနှိပ်ပါမယ်ပြီးရင်တော့အပေါ်က can hand ဆိုတဲ့ဟာလေးကိုနှိပ်ပါမယ်နိုင်တော့ဒီလိုမျိုးလေးဖြစ်သွားပါပြီဖြစ်သွားပြီဆိုရင်ကတော့အပေါ်ကမီနူထဲဝင်ပါမယ်မီနူထဲဝင်ပြီးတော့ cut s ဆိုတဲ့ဟာဝင်ပါမယ်ပြီးလို့ရှိရင်ဒီနေ့ဝင်ပြီးကိုကြိုက်တဲ့ရုပ်လေးတွေကိုပြောင်းလို့ရပါတယ်အစိမ်းရုပ်လေးဆိုတော့အစိမ်းရုပ်လေးပါပြီးရင်လည်းအဝတ်အစားကိုအစိမ်းရုပ်လေးပြောင်းလို့ရတာပါနော်ဒီလေးဖြစ်သွားပါပြီဖြစ်သွားပြီဆိုရင်တော့မီနူထဲပြန်ဝင်ပြီးဒီအရှင်ပြန်ဝင်ပြီးရင် hair acce ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်တော့ဒီဟာလေးပေါ်လာပါပြီအဲ့ဟာအောက်ကရှော့တဲ့ဟာလေးကိုရှော့ပေးလိုက်ပါအောက်ကမြအောက်ကလေးထိုးထားတဲ့ဟာလေးကိုထိုးလိုက်ပါမြအောက်ကထိုးတဲ့ဟာလေးကိုနည်းနည်းလေးထိုးပေးလိုက်ပါထိုးပြီးပြီဆိုရင်တော့ဒီအောက်က x about အပေါင်းနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင်တော့ဒီအောက်ကိုတော့ပြန်မြရှော့လိုက်ပါပြီအဲ့လိုမျိုးဖြစ်သွားပြီဒီဟာလေးနှိပ်ကြတယ်ပြီးရင်တော့ကို site ကကြီးရင်လည်းကြီးလို့ရသေးရင်လည်းသေးလို့ရပါတယ်ကြီးရင်ဆိုအပေါင်းလေးနှိပ်ပြီးပါသေးရင်လည်းဆိုရင်တော့အနှုတ်ကလေးကိုနှိပ်ပြီးပါပေါ့နော်ဒီမှာကြီးရင်လို့ဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်ပြီးတော့ကြီးလို့ရပါတယ်သေးရင်လည်းဆိုလို့ရှိရင်အနှုတ်လေးကိုနှိပ်ပြီးတော့သေးလို့ရပါတယ်ရှင်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါရှင်နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံလေးတွေနဲ့အခြား tutorial လေးတွေကိုကြည့်ကြည့်နော် like and subscribe လုပ်ပေးကြပါဦးနော်အားလုံးပဲနောက်ဗီဒီယိုတွေ့ပါမယ် Evada CC မှာလည်း subscribe လုပ်ပေးကြပါဦးနော်အားလုံးပဲတတာ